ဒီဆက်ကမုတ်ကိုမုံနေပြီးတော့မုတ်ဖက်လုပ်တဲ့ဆက်ပေါ့နော်သူကဒီမှာ brand ဖာနိုတယ်နော်ဒီမှာ20ပုံ50ဟာဆက်နော်ဒီက2017 15 kilo ပဲရှိရနော်သူကဘယ်လိုလုပ်ဒီမှာသူကဒီဒိုးရှိတာပေါ့ဒီအပေါ်ကဟာဒိုးရှိတာပေါ့သူမုတ်ကိုနေပြီးရက်ကောသူကမုတ်ဝယ်နေမယ်ဆိုရင်တော့ဒီဒိုးရှိတာကြတော့သူကဘဲညာလဲတယ်ဒါမှမဟုတ်ရှေ့နောက်လဲတယ်ပေါ့နော်သူကလက်ကင်နဲ့ရွှေ့ပြီးတော့ဒီကောင်ကကြတော့အဲ့လိုမဟုတ်တော့ဒီကောင်ကကြတော့ဒီရှေ့ပဲအဲ့ဆိုရင်ငါတို့ကမုတ်နေမယ်ဆိုရင်ဒီကောင်ဖြုတ်ရမှာဒီကောင်ဒီမှာဖြုတ်ဖို့အတွက်ဒီကောင်ပါဒီမှာရှော့လို့တင်းလို့ရတယ်ဒီကောင်ဆွဲနှုတ်လိုက်ဘာလို့ဆိုဒီမှာဒါလေးဒီကောင်ဆွဲနှုတ်လိုက်ရတယ်ဒီကောင်ကမုတ်ဖက်ရဲ့အရွယ်စားပေါ့နော်ကိုကဒီမုတ်ဖက်အရွယ်စားပြောင်းခြင်းနဲ့ဒီကောင်ရွှေ့ပြီးတော့ငါတို့ဖြုတ်ရမယ်ဒီကောင်ကကျတော့အကျက်လုပ်လို့ရတယ်ဒိုးရှိတာပေါ်လာမျိုးအကျက်လုပ်လို့ရတယ်ဒီမှာဒီလိုလာကိုကျင်းနဲ့ကျဲတယ်လုပ်လို့ရတယ်နော်အခုဆိုရင်မောင်းမယ်ဆိုရင်ဒီမှာပေါင်ဖွင့်ထားတယ်ငါနှိပ်ကျဲမှာတော့မုံမလုံးချင်လို့ဆိုတော့သူကသိချင်တယ်လို့မေးလိုက်အဲ့တော့တို့ကမုံအဆွေစားကိုဒီကောင်ထုတ်ပြီးတော့ဒီကောင်ဒီလိုဟာမျိုးအပူဝယ်ထားလို့မုံဖက်အရွယ်စားခောက်ဆွဲအရွယ်စားကိုလေကိုလိုချင်တယ်လို့ချင်တယ်သူဒါမျိုးကိုဝယ်ဆောင်ထားမယ်ဖြုတ်လို့ရတယ်ပေါ့နော်အဲ့ဒီမှာဖြုတ်လို့ရတယ်ဆိုရင်ဒီမှာဒါမုံဒါပြန်မောင်းမယ်မုံနေချင်ဆိုအဲ့